ဟုတ်တာပေါ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကကျွန်တော်ဘာပဲတင်ကျွန်တော်ကိုအမြဲတမ်းကြည့်နေပြီးတော့မှသူတို့ရည်ရွယ်ထားတဲ့တနေ့ကိုကျွန်တော်စီကိုအရောက်လာကြပါတယ်ကျွန်တော်စီမှာဝယ်ယူတဲ့ညီကိုမောင်နှမတွေကကျွန်တော်ကိုအမြဲတမ်းစောင့်ကြည့်နေတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကကျွန်တော်စီကမြေခွက်ကလေးတွေကိုဝယ်ယူတယ်ပြီးကြတော့သူတို့သိထားတဲ့အတိုင်းကျွန်တော်ကိုဘယ်အိမ်လေးကိုဘလို့စောက်ထားတာပေါ့နော်ဘလို့စီစဉ်ပေးပါကျွန်တော်တို့ကိုလည်းဆိုပြီးတော့မှကျွန်တော်တို့တွေနှစ်ဦးနှစ်ဖက်ပေါ့နော်စဉ်းစားပြီးတော့မှအိမ်ရှင်နဲ့ကျွန်တော်တို့နဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ကူလို့ရတဲ့ဟာလေးတွေကိုကျွန်တော်တို့ကကူညီပြီးတော့မှဆောက်လုပ်ပေးပါတယ်အဲ့တော့ဒီလိုမျိုးခိုင်မာသေးချတဲ့ရွာမြေစစ်လေးတွေချက်ချင်းအိမ်ဆောက်ပြီးချက်ချင်းနေခြင်းနဲ့ဆိုရင်ခွန်50 30တစ်ခွန်ပါရှင့်ကျွန်တော်တို့စီကမြေကတော့ရွာမြေစစ်မိတိုင်နဲ့အိမ်ရှိမှရှိပြီးတော့ချက်ချင်းမိချိတ်လို့ရပါတယ်ရေတွင်းတူးလို့ရတဲ့အပြင်ကိုမလူရရလဲအင်ဂျီ150 200အတွင်းမှာရှိတာဖြစ်တဲ့အတွက်အရန်လဲတောမခေါင်အရန်လဲမျိုးမကြတဲ့နေရာလေးပါဒီဦးလေးနဲ့မန္တလေးကြားမှာရှိတာပါရှင်